ำอะไรกันอยู่เฮ้ยแบบนี้แหละ ပြီးတာတန်းทำอะไรกันอยู่ဆိုပြီးတာတန်းနေတာထွန်းနေကြမှာအဲ့လိုပဲနော်အဲ့လိုတွေဟိုကြည့်ဒီကြည့်နဲ့နေရထိုင်ရစားရတော့နေအဲ့လိုတန်ကြမ်းကိုကြောက်ပြေးနေရတယ် เอ๊ะแบบนี้แหละ ဟုတ်တယ်အဲ့လိုမနှောနဲ့လေအဲ့လိုအတိုင်နဲ့ဘာကြီးတော့ ကြောက်တယ် ဘယ်သူစားလဲဘာလို့နေကြလဲလို့မေးတာ အဲ့ဒီမလုံးနဲ့ကွာဘာမလုပ်လေကွာဒီမှာအချွေဒီမှာချိုထိုင်တော့နေတာဟာ အေးလေဘာလို့နေရလို့မေးတဲ့ခါသူကသူကြောက်ပြီးတော့ပြေးတဲ့ဟာ ပလိတ်ထင်တယ်ကျန်တာအဲ့ဒီမစားတော့ကွာမင်းဒီခါကြိုက်ခါခါ မဟုတ်လေငါပြောတာထိုင်နေငါပြောတာဘာလို့နေကြလဲလို့ပြောတာဘာဖြစ်ဖြစ်ပြေးလဲပေါ့ ကျွန်တော်ပြည့်တယ်ဆိုမင်းဆိုင်ရအဲ့မလုံးနဲ့ကွာဒီကကာလမှာပြတယ်လေးလိုပါနေရ ทำอะไรกันอยู่ ဟာလေ เฮ้ย လက်တာတန်းနေတာကွာ แบบนี้แหละ ဟိုဘယ်ကြီးလဲဆိုမှပြန်လာ แบบนี้แหละ ဒီလိုကောင်းတယ်ကွာအဲ့ဒီစားနေလေကွာ ဟုတ်တယ် ကြောက်တယ် ဘယ်သူစားလဲဘာလို့နေကြလဲလို့မေးတာ အဲ့ဒီမလုံးနဲ့ကွာဘာမလုပ်လေကွာဒီမှာအချွေဒီမှာချိုထိုင်တော့နေတာဟာဆွေးကပလိတ်ထင်တယ်ကျန်တာ ဒါလေးမြည်ဟော အဲ့ဒီမစားတော့ကွာမင်းဒီခါကြိုက်ဒီခါခါ မဟုတ်လေငါပြောတာထိုင်နေငါပြောတာဘာလို့နေကြလဲလို့ပြောတာဘာဖြစ်ဖြစ်ပြေးလဲပေါ့ ကျွန်တော်ပြည့်တယ်ဆိုမင်းဆိုင်ရ ဟုတ်တယ် အဲ့လိုမလုပ်နဲ့ကွာ ကြောက်တာကွာအဲ့လို ကာလမှာပြနေမှာ နော် လေးလိုပါနေရ ကြာလေးလေးကြောက်ရတယ် ဟုတ်တယ် လေးလေးလည်းကြောက်ရတယ် ဟုတ်တယ်အမေပလေးတို့ကြောက်စံမလို့အဓိကမှင်ကောင်းဖို့ပဲမှင်ခက်တိတိနဲ့သူတို့သူ့လိုမျိုးသူပြောပြတယ်တွေ့လားအဲ့လိုမျိုးနေပဲမမေ ဒီဒီရုပ်ရုပ်ဒီနာ ရုပ်ကိုတိတိတာ နော်ဒီနာ ဟုတ်တယ် ဒီနာဆိုင်ပါပါဘူး ဟုတ်တယ်နိဒီဟိုင်းမှာလူလို့မရဘူးတီတီတက်တက်နေသူတို့ကိုကြောက်ပြန်ပူဆိုးရနော်ပလေးတွေမရဘူး ဟေးဘလို့ကိုဆောင်ပါ ပလေးတွေထဲတာပေါ့ ဘာကြီးလေးလေးလေးတော့တော့လမ်း မလန့်နဲ့ တော့လမ်းတယ်လို့ဟုတ်တယ် ဟုတ်နော်လုံးဝမလန့်နဲ့ဘူးနော်လုံးဝမလန့်ရ ဘယ်လိုလုပ်စားကြမ်းတော့တော့နားတော့ကြောက် ทำงานกันอยู่ ဟာရမီဒီတမလာကန်ယူလာမြင်ပြီတမလာကန်ယူတဲ့ มีพัสดุไหมทำมาใช่ไหม ครับมาครับ มีพัสดุไหมขอดูหน่อย มีครับพี่ ပတ်သက်ဖို့ရှိတာတဲ့သူပေးကြည့်ပေါ့နော် เอาพูดได้ใช่ไหมพูดได้ใช่ไหม နေထန်လာတက်တယ်ဟုတ်လား โอเคมีพัสดุอีกคนนึงอ่ะ ဒီတယောက်ကရောတဲ့ เอ๊ะเนาะมีพัสดุ ဆိုဆိုပါပြောတာအဲ့လိုမဟုတ်ပါဘူးရုပ်ကိုတီထားဆိုဟမ်ဘာလို့ရုပ်ကိုတီထားမကြောက်ရဘူးဆိုဘယ်လိုဖြစ်တာလဲဟိုအခုကြာဟာကြည့်အကြည့်ရက်ပြောရေးလောက်ကြောက် ทำไมเขาพูดได้ไม่ได้เหรอ ไม่ได้ครับ เอาถามเขา ချမ်းသာမတောက်လာမတောက်တဲ့ เอ๊ะมีพัสดุไหม တော့ရှိလာတဲ့ ปุ๊บปุ๊บ ဆိုဆိုကပြောတော့အဲ့လိုမဟုတ်ပါဘူးလို့သူပဲတင်ပြနေပြီဘယ်လိုဖြစ်တာတော့ဆရာရဲ့ ไม่มีครับพี่ ไม่มีอ๋องั้นกลับบ้าน ไม่ไป အိမ်ပြန်မဲတဲ့ ไปไม่ได้ ဘာလို့မရဘူးတဲ့ ไป လာလာတော့ เร็วครับพี่ มันมีอะไรอ่ะ ဘာဖြစ်လို့လဲဘာရှိလို့လဲ อ๋อขอไว้พักก่อน ဖះအရင်ရှင်းကုန်တယ် อ๋อจะได้กลับบ้านแล้วเนาะ ဘင်းအိမ်ပြန်လို့ရပြီတဲ့ สาธุไป ကောင်းပြီဆိုတော့ เอาเร็วเนาะ ပါစဝါရတော့လုံးရေ เอาอย่าลีลาเยอะเฮ้ยเป็นอะไรอ่ะถามเขาด้วยเนาะ အာငါ
အေးကောင်အခုမှသူတို့ဖွဲ့အခုမှသူတို့ဖွဲ့ကျွန်တော်ကြည့်ဘူးပါတည်း กูหัวครับพี่ ปูหัวอ๋อเดี๋ยวพี่ซื้อยาให้กินไม่เป็นไรพี่ไม่มีเวลาแล้วไป ဘာလို့လဲသိပါ ไปไม่มีเวลาแล้วไปโอ้ยโอ้แล้วกลับบ้านกูร้องไห้ทำไมอ่ะ ကဲတော့သုံးကြည့်တော့ပြတဲ့မိသားစုတွေအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လေးနှိပ်ပေးပါဦးလို့တောင်းဆိုပြသည်ခင်ဗျာအားလုံးပဲ bye bye